ဝက်ခောက်နဲ့ကောလာဂျင်လေးလုပ်ပြမယ်နော်ဝက်ခောက်ကနေစားစရာနှမျိုးလုပ်လို့ရတယ်ဝက်ခောက်အကျွတ်ကြော်ရယ်ဝက်ခောက်ကနေထုတ်ထားတဲ့ကောလာဂျင်ရယ်ဟိုနေ့ကတော့ဝက်ခောက်အကျွတ်ကြော်တာကိုလုပ်ပြပြီးပါပြီဒီနေ့ဝက်ခောက်ကနေပြီးတော့ကောလာဂျင်ထုတ်တာကိုလုပ်ပြမယ်နော်ဝက်ခောက်ကနေကောလာဂျင်ထုတ်ဖို့အတွက်ကိုဝက်ခောက်ကိုတေချာရေစေးတန့်စင်ပြီးတော့အဆီတွေကိုဖေးထုတ်ပေးရမယ်ပြီးလို့ရှိရင်ရေနွေးဆူဆူထဲမှာနိုင်ဝက်လောက်ထည့်ပြုတ်လိုက်မယ်နော်ဝက်ခောက်ပြုတ်တဲ့ရေတွေကိုချင်းရယ်ကြက်တော်မျိုးရယ်ထည့်ပြုတ်ရမယ်အရာအတွက်အရာမုံကိုထည့်ပေးနော်ပြီးလို့ရှိရင်နိုင်ဝက်လောက်ပြုတ်ပြီးတဲ့အခါမှာဝက်ခောက်တွေကိုဖယ်ထုတ်လိုက်မယ်ဖယ်ထုတ်လိုက်ပြီးရင်ဒီဘက်ကရထားတဲ့ဟာတွေကိုစီတက်ပြီးတော့ညှိပြုတ်တဲ့တဲကိုထည့်လိုက်မယ်ဝက်ခောက်ပြုတ်ထားတဲ့ရေတွေကိုထည့်ဖို့ပြုတ်ချရဲ့နန်းနမဲလေးရှိတော့လဲနန်းနမဲမှာထည့်လိုက်တယ်မိုးရဲ့ချက်သွန်ပြူရဲ့ဝတ်သားရဲ့ဒီမှာအခုမိုးလေးစိတ်ထားတယ်နော်အဲ့ဒါလေးထည့်ပါမယ်ဒါကိုစီတက်မယ်စီတက်ပြီးတော့မှထည့်မယ်မိုးရဲ့အသားရဲ့စီတက်ထားတာကိုအခောက်ပြုတ်ရည်တွေကိုထည့်ပြုတ်တာအသားတွေချက်လောက်တဲ့အချိန်မှာဆိုရင်ချလို့ရပါပြီပုံစံအေးခံမဲ့ပုံစံခွက်ကလေးတွေကိုထည့်ပြီးတော့အခောက်ပြုတ်ရည်ကိုအေးခံလို့ရပါပြီเนาะအဲ့ဒါဆိုရင်ကောလာခြင်းရပါပြီအခုအရေကနည်းနည်းအေးသွားပြီဆိုတော့ရေခဲတက်တာထဲမှာထည့်ပြီးတော့ခဲအောင်လို့အေးခံထားလိုက်ပါမယ်ပြီးရင်စားမယ်เนาะ3နိုင်လောက်ရေခဲတက်တာထဲထည့်ထားတာအခုဆိုခဲသွားပါပြီစားလို့ရပါပြီအနံ့လေးကမွေးပါတယ်ဒီထဲမှာချက်သွန်ဖြူတွေချင်းတွေခောက်ထဲပြုတ်တော့ပြုတ်ထားတယ်နောက်ပြီးတော့အသားနဲ့မုံနဲ့ကိုလည်းစီတက်ပြီးတော့ထည့်ထားတယ်ငရုတ်ကောင်းလည်းထည့်ထားတယ်ကျူချာရဲ့နန်းနမင်းလေးတွေပါရှိတော့ထည့်လိုက်တယ်နော်စိတ်ထားတာကိုနောက်မှပြမယ်နော်ဒါကကျမ်းမာရေးနဲ့လည်းညီညွတ်ပါတယ်အစီရောမဟုတ်ဘူးဒါမဲ့ဝက်ခောက်ကနေရတဲ့ကိုလာဂျင်ကငါးကြီးကွာရတဲ့ကိုလာဂျင်တဲ့ပို့ပြီးတော့အစီဓာတ်ပိုများမယ်ထင်တယ်နော်သူကအခောက်မှာအစီလေးတွေပါတွဲပါနေတော့လေဒါမဲ့တကယ်တမ်းအဲ့အခောက်ကရလာတဲ့ခုနကြိုထားတဲ့ဒီခဲထားတဲ့အရေကိုမီးပူမှာကြိုကြည့်တော့လေစီတော့မထွက်လာအောင်အ
အရေးရာခန်းတော့ရတယ်စီမပါလာဘူးဆိုတော့ဒါအစီဓာတ်ကနည်းနည်းတော့နည်းတယ်ပေါ့နော်ကဲဂျယ်လီလေးပါတုံတုံလေးစားလို့ရပါပြီရှင်စားကြည့်ပါမယ်စားလို့ကောင်းပါရဲ့ဒါလူနဲ့လည်းသိပါတယ်ဒါလည်းကောလာဂျင်ပါပဲရှင်ဝက်ခောက်တော့ဒီထဲမှာမထည့်ထားဘူးတချို့ကတော့ဝက်ခောက်တွေပါထည့်လို့တယ်နော်ကျွန်မကတော့ဝက်ခောက်ကိုအကျွတ်ကျော်လိုက်ပါတယ်